Happy သတင်းကျွတ် Happy သတင်းကျွတ် Happy သတင်းชุชุ အာလူကြောင့် Happy သတင်းကျွတ်များကြီးဟာလာစား ဘက်ကပါယူမယ် Happy သတင်းชุชุမန်ဝါမရ Happy သတင်း Happy သတင်းကျွတ် ရော အာလူကြောင့်ရော ဟာတခြားနေ အကြောင်းနဲ့ကြောက်တယ်တောင်းစားလို့မရ Happy အေးမမရဲကဇက်ကိုဇက်ကို Happy သတင်းชุကဲဒီကောင်ဘက်ကပေါက်ယူမယ် ပြောတာပဲ Happy သတင်းชุရတော့ရရလားရလားကျုံးရတော့ ဒီကောင်းတဲ့ဒီဆိုဘက်ကရပါမယ် အေးငါမတင်ရဘူး ဘက်ကမဟုတ်ဘူးဆုံးနေမဟုတ် Happy သတင်းငင်းတော့ဒါရောက်သွားတော့ပြောမင်းတော့မဟုတ်တော့လေလို့ အဲ့ဒီအိုင်ပါသား အခုလာမယ့်သတင်းကျွတ်မှာအားလုံးကြောက်ပြောရှင်းကြပါစေကြောင်း KFC မြန်မာပါစုဝန်ကောင်းတောင်းပေးလိုက်ပါရဲ့အားလုံးပဲတတာ